အခုနောက်ပိုင်းလူငယ်အများစုကြုံနေရတဲ့စင်ခုံမှုအခက်အခဲတွေက ခုစားလေးလာခြင်းမြင်မဲစားမလုပ်ဖြစ်တာစားလုံးမယ်ဆိုရင်လည်းကောက်ရိုးမိတို့ပဲခဏတစ်ဖြုတ်လုပ်ပြီးတော့ဆက်မလုပ်ဖြစ်တော့တာတကူလေးလာခြင်းမြင်မဲဘယ်ကစပြီးတော့လေးလာမှမသိတာကိုအာယုံစိုက်ခြင်းမြင်မဲလက်က social media ပေါ်ရောက်သွားတာကိုလူပွဲဒီလူပွဲပါလိုက်နဲ့ကိုလို့ကိုမလုပ်ဖြစ်တာဘာလို့မှမသိလားသိတယ်ဆိုရင်တော့စားလို့ပိုကြောက်နေတာစားရဲ့စင်ခုံမှုအခက်အခဲတွေများတော့ပြတွေ့ရပါတော့အဲ့စင်ခုံမှုအခက်အခဲတွေတစ်ခါတည်းဖြည့်ရှင်းနိုင်ဖို့တော့အဲ့ community တစ်ခုလို့ပိုစဉ်းစားထားတယ်အဲ့ community မှာဆိုရင်ဒီအခက်အခဲတွေအကုန်လုံးကိုအတူတူဖြည့်ရှင်းနိုင်ဖို့အတွက်ရည်ရွယ်ပါတယ် ဒီ community ကိုဘယ်လိုစပြောရလဲဆိုတဲ့ဟာကိုလည်းအမှန်တိုင်းပြပြပေးမယ်ပြီးခဲ့တဲ့လလောက်ကအလေးရဲ့ဆရာဒီဒီနဲ့စုံပြစ်တဲ့အခါကျတော့ဆရာအလေးကို community တခုစကြည့်ပါလားလို့အကြံပေးရပါတော့အဲ့တော့ကြောင့်အလေး business လုပ်မယ်ဆိုတဲ့စိတ်ကူးပဲရှိတဲ့အခါကျတော့ community ရဲ့တန်ဖိုးတွေရွယ်ချက်တွေလည်းဘာမှမသိဘူးပေါ့နော်နောက်ပိုင်းမှာဒီ community leader တွေကညီမလေးတယောက်နဲ့စကားပြောကြည့်တဲ့အချိန်ကျတော့အဲ့ community ရဲ့မှာလူတွေကိုကူညီရတာသူသဘောကျတယ်ပြီးတော့အဲ့လိုကူညီရတဲ့သူကုသိုလ်ယူရပေါ့နော်ပြီးတော့အဲ့ဒါအရာနဲ့လည်းသူစိတ်ချမ်းသာတယ်နောက်ဒီ community တွေကမှသူ networking opportunity အများကြီးတွေးခဲ့တယ်ပြောရပေါ့နော်အဲ့နောက်ပိုင်းမှာအလကနားလည်သွားတာ community ဆိုတာကိုယ့်ဘက်ကကူညီပေးတာပြီးတော့ကိုယ့်ရဲ့ grow တယောက်တည်းစူးစမ်းတာတဲ့လူအများကြီးပေါင်းပြီးတော့ကိုယ့်ရဲ့ group များအောင်စူးစမ်းရတယ်ဆိုပြီးတော့သဘောပေါက်သွားတယ်ပေါ့နော်။အလက်ကိုယ်တိုင်လည်းစိတ်ညစ်တဲ့ရက်တွေဆိုရင်ကိုယ့်လိုမျိုးစူးစမ်းနေလူငယ်နဲ့စကားပြောဖြစ်တယ်ဆိုရင်အလက်စိတ်ထဲမှာပေါ့ပါပြီးတော့ခွန်အားတွေပြန်တက်လာတာကိုစိတ်နဲ့တတိထားမိရပေါ့နော်။အဲ့ဒါကြောင့်လူငယ်တွေကိုအဓိကအနီးကပ်ကူညီပေးခြင်းနဲ့ပြီးတော့အလက်ကိုယ်တိုင်နဲ့ခွန်အားတွေသူတို့ရှိရခြင်းနဲ့ရည်ရွယ်ခြင်းနဲ့ဒီ community တခုကိုစခဲ့ရပါတော့။ဒီ community နာမည်ကိုတော့ grow လက်လို့နာမည်ပေးထားပြီးတော့ဒီထဲမှာဆိုရင်လတိုင်း transformation challenge တွေလုပ်ကြမယ်။ networking activity တွေရှိမယ်။အလုပ်တူတူလုပ်တဲ့ activity တွေစအတူတူလုပ်တဲ့ activity တွေရှိမယ်ကိုလိုမျိုးညီမချက်တူတဲ့သူတွေနဲ့ဆုံခွင့်ရမယ်တယောက်စီကနေတယောက်သင်ယူလေ့လာလို့ရမယ် idea တွေအချင်းချင်းဖလှယ်လို့ရတယ်ကိုယ့်ရဲ့သက်ဆိုင်ရာ feel လိုက်ပေါ့နော်ဒီ community ထဲမှာအခွင့်အလမ်းအသစ်တွေရှာလို့ရမယ်အဓိကအလေးရွေးချက်ကတော့ကောက်ရိုးမိလို့ဖြစ်နေတဲ့ကိုအချင်းတွေကိုအမြန်ပြောက်အောင်လို့ accountable partner အနေနဲ့အချင်းချင်းကူညီပြီးတော့ကိုယ့်ရဲ့ညီမချက်တွေအမြဲတမ်းတတိယနေဖို့ဒီ community တခုလုပ်လိုက်တာအလေးရဲ့နောက်ဆုံးရည်ရွယ်ချက်ကတော့ grow လက်ထဲကထွက်တဲ့လူငယ်တွေကအရင်နဲ့လုံးဝမတူပဲပြောင်းလဲသွားတဲ့သူလူငယ်တွေဖြစ်စေချင်တာပြောရင်မိကိုပါပုံစံမျိုးပဲကွာအဲ့ community ကိုတော့အခုဝင်ကြီးအနေနဲ့ဟာလေ8000သတ်မှတ်ထားပါတယ်။ Okay နေအောင်8000ဆိုလို့ဗီဒီယိုကိုမကြော်ဝနိုင်အောင်လေဒီလိုတန်ဖိုးတစ်ခုဘာလို့သတ်မှတ်ထားလိုက်တာလဲဆိုတော့ကို့အနေနဲ့ငါ investment တစ်ခုလုပ်ပြီးတော့ community တစ်ခုတည်းဝင်မယ်ငါဘာငါပြောင်းလဲမယ်ဆိုတဲ့ commitment တစ်ခုဖြစ်သွားအောင်လို့အလကဒီတန်ဖိုးကိုသတ်မှတ်လိုက်တာနောက်ပိုင်းကျရင် community subscriber ကြီးက hotspot တပွဲစားတောင်မရှိရဲ့1000နဲ့ပဲတစ်လ1000ဖြော်မှာပါအကုန်လုံးကိုဒီ grow lab community မှာစောင့်နေတယ် okay တကယ်လို့ဒီ grow lab community ကိုစိတ်ဝင်စားရဆိုရင်အလေးကိုပြထားတဲ့ grow lab community Facebook page မှာမိတ်လို့ရသလိုပဲဒီ video အောက်မှာ grow lab လို့ရေးပြီးခဲ့ပြီးတော့ဒီ community ကိုစိတ်ဝင်စားတဲ့အကြောင်းပြောပြပေးခဲ့လို့ရပါတယ် okay let's grow together